ဒါပြပေးမှာကြတော့နောက်ွယ်ခါဆက်ပတန်ကိုပြပေးပါမယ်เนาะသွားကြောက်ခတ်တင်ကိုမှအောက်ကခါဆက်နေကိုအောက်ကအတွန်းလေးနဲ့သွားထားမယ်ပေါ့เนาะအဲ့တော့တို့တွေစာဆွဲမယ်ဆိုရင်နောက်ချမ်းကနေစပြီးတော့ဆွဲပေးပါမယ်အဲ့တော့စဆွဲမယ်ဆိုရင်ကုံမခါကိုစပြီးတော့ဆွဲပေးပါမယ်ကုံမခါကို16လက်မအစာသွင်းပေးထားမယ်ဒါဒီ16လက်မခါနေပြီးတော့မှအောက်ကိုတင်အမြင့်ကို9လက်မဆင်ပေးထားမယ်ဒါဆိုတင်မြင့်က9လက်မပခုံးမြင့်ဒီ9လက်မသွားပေးထားမယ်အောက်ကို3.6လက်ပင်မောက်ဒီအပေါ်ကို3လက်မအောက်ကို1.4အထက်ကို2.4 3လက်မနဲ့6စိမ့်နဲ့ဆန်ကုံမခါကိုတဝဝတူတဝကနေပြီးတော့မှရှင်ကိုအဆက်ချမယ်ပြီးတော့မြင်မတ်တက်ထောင်ပေးထားမယ်ပခုံး6စိတ်ကနေမှဂျိုင်းမြင်းလေးဆွဲပေးမယ်ဂျိုင်းကို3ပုံအညီညာပုံမယ်အောက်ဆုံးမှတ်ကနေရင်မြင်ဆဲမယ်ဒုတိယမှတ်ကနေနောက်ရင်ကျမြင်ဆဲမယ်6စိတ်ကနေမြင်မတက်တက်ထောင်းမယ်နောက်ရင်ကျကို9လက်မရင်ကို10လက်မဂျိုင်းကို10လက်မနောက်ရင်ကျနဲ့ရင်မြင်နဲ့ကိုပိတ်ကွေးနဲ့ဆက်ပြီးတော့ခါနေရကနေပြီးတော့မှခါဖြေ9လက်မအစာတင်ပေးထားမယ်တင်နေရကနေတင်ဖြေရ17လက်မအစာတင်ပေးထားမယ်ပြီးရင်ခါတင်ကိုလာဆက်ပေးထားမယ်အဲ့ဒါပြီးပြီဆိုရင်အပေါ်ကိုဝိုက်စာနေနဲ့6စိတ်တက်ပေးထားမယ်ရင်အကွာမှတ်ပြီးတော့အောက်ကိုတလက်မစင်သူတလက်မစင်တဲ့နေရာကနေမြင်ဖြောင်းဆွဲပေးထားမယ်ခါနေရာကနေဘယ်လေးစိတ်ညာလေးစိတ်ပြီးရင်တင်နေရာကိုအတီလာပြီးတော့ဆက်ပေးထားမယ်အဲ့ဒါပြီးရင်ဒီ6စိတ်နဲ့ကိုနောက်ဝိုက်ပေးထားမယ်ဒါဆိုရင်ဒီထီကနောက်ချမ်းအဲ့တော့နောက်ချမ်းရပြီဆိုရင်ဒီနောက်ချမ်းနဲ့ကိုပုံစံတူတစ်ခုညှက်ချမယ်အဲ့တော့ဒီနောက်ချမ်းရမယ်ရပြီဆိုရင်ပုံစံတူကိုခဏဖယ်ပြီးတော့ဒီနောက်ချမ်းမှာထောက်ကိုဖြောင်းမယ်အဲ့တော့ဒီမှာနောက်ချမ်းကဘာဖြစ်သွားမလဲဆိုတော့ B1 ဒါဒီ B2 အဲ့ဒါပြီးပြီဆိုရင်ဒီတောက်တွေကိုတိမ်နဲ့ကပ်ပြီးတော့ခွဲကားကားလိုက်မယ်အဲ့တော့ဒီမှာဒီတောက်ကိုတိမ်နဲ့လာပြီးတော့ကပ်ပေးထားမယ်အဲ့ဒါဆိုရင်ဒီမှာတိမ်နဲ့ကပ်မယ်တိမ်နဲ့ကပ်ပြီးပြီဆိုတော့မှ3ပုံပုံချမယ်အဲ့တော့3မှပိုင်လိုက်တဲ့သဘောမျိုးပဲအဲ့ဒါကိုပြန်ပြီးတော့ခွဲကားကားပေးထားမယ်ဟုတ်ပြီနော်ပြီးပြီဆိုရင်တော့အရောင်ကွဲလေးနဲ့ခွဲကားကားပေးမယ်အဲ့တော့ဒီမှာစကားမယ်ဆိုရင်တလက်မအဲ့ဒါဒီနေရာလေးကိုတလက်မကားပေးမယ်ပြီးပြီဆိုလို့ရှိရင်ဒီမှာထပ်ပြီးတော့ကာပြီးမယ်ဒီနေရာကိုကြတော့ဘယ်လောက်ကာပြီးမလဲဆိုတော့2လက်မကာပြီးထားမယ်အပေါ်ကားစရာမလိုတော့အောက်ခြေကိုပဲကာပြီးမယ်ပြီးနောက်တစ်ခုကိုလည်း2လက်မကာပြီးထားမယ်ဒါဆိုရင် P2 ရပါမယ်ဟုတ်ပြီနော်အဲ့တော့ P2 ကိုညှက်ချမယ်ဒါဆိုရင်ဒါ B2 ဖြစ်သွားမယ်အဲ့တော့နောက်ချမ်းကိုကြည့်လိုက်မယ်ဆိုရင်ဒါဒီ B1 ဒါဒီ B2 เนาะနောက်ချမ်းနှစ်ပိုင်းရပါမယ်အဲ့တော့နောက်ချမ်းရပြီဆိုရင်နောက်ချမ်းနဲ့ပုံစံတူတစ်ခုမှဒီမှာရှေ့ချမ်းပြောင်းပေးမယ်ရှေ့ချမ်းပြောင်းတဲ့ခါကျရင်တို့ဒီခါမြင့်ပြန်ဆွဲပေးထားမယ်ရှင်မြင့်ဆွဲမယ်ရှင်ကျဲမြင့်ဆွဲပေးမယ်ပြီးရင်ပခုံးကနေပြီးတော့မှလေးစိတ်ဆင်ပေးထားမယ်ရှင်းရင်ကျဲကိုလေးစိတ်ပြန်ဝင်ပေးမယ်ပြီးရင်ရှေ့ချမ်းချိုင်းကိုဝိုက်ပေးမယ်ရင်အကွာကိုမှတ်ပြီးတော့ရှင်ထိတ်ချမြင်းဖြောင်းဆွဲခါနေရာကနေဘဲလေးစိတ်ညာလေးစိတ်တင်နေရာကိုအတီလာပြီးတော့ဆက်ပေးထားမယ်အဲ့ဒါပြီးပြီဆိုရင်ဒီရဲ့ဒီဂျိုင်းစွမ်းလေးမှာအောက်ကိုဘယ်လောက်ဆင်လိုက်လဲဆိုတော့2လက်မဆင်လိုက်တယ်2လက်မဆင်တာနဲ့လက်ပင်ထိန်းတဲ့ကိုပေကွေးနဲ့လာပြီးတော့ဝိုက်ပေးထားမယ်အဲ့တော့ဒီမှာပေကွင်းနဲ့ဝိုင်းမယ်ဝိုင်းပြီးပြီဆိုလို့ရှိရင်တို့ကဒီရှေ့ရင်ကျဲကနေပြီးတော့မှအောက်ကိုတလက်မဆင်လိုက်မယ်အဲ့တလက်မဆင်တာနဲ့ဒီရှေ့ရင်ကျဲကနေအပေါ်တလက်မတက်တာနဲ့ကိုပေကွင်းနဲ့ဝိုင်းအဲ့ပြောချင်တာကတလက်မဆင်တလက်မတက်ပြီးပြီဆိုတော့မှအမတို့ကဒီဟာကိုထောက်စားမယ်ဆိုရှင်ဒီဟာကိုဒီဘက်ကကျအမတို့ဖြတ်ချမယ်ဖြတ်ချတဲ့ခါကျရင်တောက်ထိန်နဲ့ရေကူတောင်းတွေကိုဖြတ်ချပေးမယ်အဲ့တော့ဒီတောက်ထိန်နဲ့ရေကူတောင်းတွေကိုဒီလိုလာဆက်ပေးထားလိုက်ဟုတ်ပြီနော်အဲ့ဆိုအဲ့လိုဖြတ်မယ်အဲ့တော့ဒါဒီအပိုင်း1
အပိုင်း2အပိုင်း3ဒီအောက်ကကြတော့အပိုင်း4အဲ့တော့ဒီရှေ့မှာအခွဲလေးနေရာမှာကိုကအခွဲချောင်းဒီတဲနေရာမှာအခွဲချောင်းလေးလိုချင်တယ်ဆိုရင်ဒီမှာပိတ်ကွေးနဲ့လာပြီးတော့ဝါပေးလိုက်အဲ့တော့ဒီမှာဒီလိုခါခွဲလေးဖြစ်သွားမယ်ဟုတ်ပြီနော်ပိတ်ကွေးနဲ့ဝါလိုက်မယ်ကဲဒါဆိုရင်အလုံးကအပိုင်း4ပိုင်းထွက်သွားမယ်အဲ့တော့အဲ့4ပိုင်းကိုညှက်ချမယ်အဲ့တော့ညှက်တဲ့ခါကျရင်အမတို့အရင်ဆုံးခါမရနေပြီးတော့မှဖြတ်ချလိုက်မယ်ပြီးပြီဆိုရင်မလိုတဲ့ဂျိုင်းရဲ့ပခုံးရဲ့ကိုဖြတ်ချမယ်ဒီမှာနှစ်စိတ်တစ်ခါလေးစားပေးလိုက်ဟုတ်ပြီနော်အဲ့ဒါပြီးပြီဆိုတော့မှဒီမှာအပိုင်းလေးကိုဖြတ်ချအဲ့တော့ဒါဒီအပိုင်း1အပိုင်း2အပိုင်း3ဟုတ်ပြီနော်အဲ့တော့အဲ့3ပိုင်းကိုဖြတ်ချမယ်ပြီးပြီဆိုရင်ဒီအပိုင်းလေးကိုလည်းတောက်တွေဖြတ်ချလိုက်မယ်ပြီးဒီအရှိအဝိုက်ကလေးကိုဖြတ်ချခဲ့ဒါဆိုရင်ဒီပြီးသွားပြီပြီးပြီဆိုရှင်မလို့ဒီတောက်ကိုတိမ်နဲ့လာပြီးတော့ပြန်ကပ်ပေးထားမယ်ကပ်တဲ့ခါကျအပေါ်ပိုင်းလေးပဲကပ်ပြီးเนาะအောက်ကိုခွဲကားအောင်မှာမို့လို့ပြီးသူ့ရဲ့တဝက်နဲ့ဒါနဲ့ကိုလည်းလာပြီးတော့ခွဲကားပြီးခဲ့ဒါဆိုရင်မလို့အရောင်ကွင်းမှာခွဲကားတော့မယ်အဲ့တော့ဒီကနေစပြီးတော့တိတ်ကပ်မယ်တိတ်ကပ်ပြီးဆိုရင်ဒီဟာကိုလည်းအပိုင်းလဲချပြီးသူတို့နှစ်ခုကြားထဲမှာဘယ်လောက်ကာပြီးမလဲဆိုတော့နှစ်လက်မကာပြီးတော့တိမ်နဲ့ကပ်ပြီးမယ်ပြီးနောက်တစ်ခုလည်းအဲ့လိုမျိုးပဲနှစ်လက်မကာပြီးထားမယ်ဟုတ်ပြီနော်တစ်ခုနဲ့တစ်ခုကြားကိုနှစ်လက်မကာကဲဒါဆိုရင်ဒါကအပိုင်းလေးဖြစ်သွားမယ်နော်အဲ့တော့ဒီဟာကိုညှက်ချဟုတ်ပြီနော်ဒါကိုဖြတ်ချမယ်ကဲဒါဆိုရင်ထွက်လာမယ်ဆိုရင်ဒါဒီအပိုင်း4ဒါကကြတော့အပေါ်ပိုင်းကအပိုင်း1ဒါကအပိုင်း3ပြီးရင်ဒီဘက်ကအပိုင်း2အပိုင်း4ရှေ့ကျန်က4ပိုင်းထွက်သွားမယ်အခုမှဆက်ပြတဲ့အင်ဂျီပုံကဒီပုံစံလေးပါ